အောက်ရောက်တော့ကျောင်းဆောင်ဦးလေးကြီးရှိနေတယ်ကိုမင်းအသက်ရှူမဝဖြစ်နေတာကိုမြင်ပြီးဦးလေးကြီးကမေးလိုက်တယ်ဘာဖြစ်တာလဲကိုမင်းကအခန်း3ဘီထဲကမိန်းကလေးအကြောင်းအကုန်ပြောပြလိုက်တော့ကျောင်းဆောင်ဦးလေးကြီးမျက်နှာပြတ်သွားတယ်မဖြစ်နိုင်ဘူးကိုမင်းကပြန်မေးလိုက်တယ်ဘာလို့လဲဦးလေးကြီးကဖြည်းဖြည်းချင်းပြောပြတယ်2009ခုနှစ်တုန်းကအခန်း3ဘီမှာမိန်းကလေးတယောက်တည်ခဲ့တာမှန်တယ်ဒါပေမဲ့အဲ့ဒီနေ့မှာသူနဲ့အတူနောက်ထပ်ကျောင်းသားတယောက်လည်းတည်သွားခဲ့တယ်သူ့နာမည်ကကိုမင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးဆက်သွားတယ်မဟုတ်ဘူးကျွန်တော်ကဒီနှစ်ကျောင်းသားပါကျောင်းဆောင်ဦးလေးကြီးကတဖြည်းဖြည်းမျက်နှာညှိုးငယ်သွားတယ်တာငါဒီကျောင်းမှာအလုပ်လုပ်တာကြာလရှိပြီမင်းကိုအခုမှပထမဆုံးမြင်ဘူးတာမဟုတ်ဘူးနှစ်တိုင်းမိုးရွာတဲ့ဒီညမှာမင်းပေါ်လာတတ်တယ်